Farin ဆိုတဲ့ hero ကဘယ်မှာတာဘယ်စီစဉ်မှာပဲဖြစ်ဖြစ်သူကကိုင်းရင်ကိုင်းလို့ရတဲ့အနေထားထဲမှာပါတယ်ကိုဘက်က Roma ကလည်း support ပစ်မှတို့တန်ပစ်မှတို့အဲ့လိုမျိုးကြီးများစရာမလိုဘူးဒီကောင်ကဘာလာထောင်းနေကိုတင်မိတ်တွေပေးထားတဲ့ hero က crowd mode မပါတဲ့ကောင်တွေဆိုရင်တော့မှ Farin တကောင်နဲ့သူက disable တွေအများကြီးပါတယ် skill 1မှာက slow fat ပါတယ် skill 2မှာက air mode fat ပါတယ် skill 3မှာက town fat ပါသေးတယ်ဒီလိုမျိုး skill တွေပါတာဆိုတော့ Farin ကင်ပြီးတော့ကိုက hero တကောင်နောက်ပြေးပြီးကတ်နိုင်ပြီဆိုတာနဲ့အဲ့ hero ကိုကိုနားနေပြီးထွက်မသွားနိုင်အောင်လို့ကိုက skill တွေသုံးပြီးတော့ချုပ်ထားလို့ရတယ် Farin ရဲ့ role က fighter တက်ဖြစ်ပေမဲ့လည်းဒီကောင်အနေနဲ့မာလဲမာတယ်လို့ damage ကလည်းမတားထွက်တဲ့ထဲမှာပါတယ်ဒါအပြင်မှာ objective fight တွေမှာဆိုလို့ရှိရင်လည်း double retribution လို့ပြောလို့ရတယ် advisor 1နဲ့ retribution နဲ့ပေါင်းပြီးပေါက်တာတွေ skill 1နဲ့ retribution နဲ့ပေါင်းပြီးပေါက်တာတွေအဲ့လိုတွေလည်းလုပ်လို့ရသေးတယ် fighter တက်ဖြစ်နေရတဲ့အညီဒီကောင်ကဗဒယ်မှာဆိုလို့ရှိရင်လည်း spare ကြီးတစ်ကွက်နှစ်ကွက်လောက်ကို AC စားပေးလို့ရသေးတယ် Farin ကထွက်တာကြပြီဘာလို့မင်းကခုမှ guide တင်လာလဲဆိုလို့ရှိရင်တော့ရှင်းလုံးပြောရင်ကျွန်တော်အရင်တော့မ guide တတ်ဘူးတကယ် guide တတ်ဖို့လည်းကျွန်တော်မကြိုးစားဘူးဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်က utility hero တွေဆိုလို့ရှိရင်မတားမုန်းနေကွာတိလားကျွန်တော်ကိုယ်တိုင်ကအစီအစဉ်နဲ့ maximum ကိုင်ရတာကြိုက်တယ်အဲ့တော့ utility မတားဖြစ်လာတဲ့ချိန် utility hero တွေမတားခက်စားလာတဲ့အချိန်မှာကျွန်တော်အနေနဲ့ကစောင်းအပင်းကြီးပြီးဂိုးလေးမဲဆင်းဆော့လိုက်တယ်အဲ့တော့ကျွန်တော်လိုမျိုး utility hero တွေကန်းလာမကြိုက်တဲ့သူတွေကျွန်တော်လိုမျိုးမ guide တတ်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီ Farin guide ကဆိုလို့ရှိရင်တော့ပြင်အပြီးပြည့်စုံဆုံးဖြစ်အောင်တော့ကျွန်တော်လုပ်ပေးထားတယ်So much motherfucking design on. Break it down, bring it back, make it clap. 3 old thoughts, new guap. That damn bitches on my line, and you know they. Farin ရဲ့ passive ကနေစပြီးရှင်းပြမယ်ဆိုရင် Farin ရဲ့ passive ကသူ့ကို damage လာပြီးတော့ရော့သွားတဲ့သူ့ရဲ့သွေးတွေကို crystal energy ဖြစ်နေသူကစုထားတယ်နားလဲအောင်ပြောမယ်ဆိုလို့ရှိရင် Arcade RD လိုပဲဒီကောင်းအနေနဲ့ AB နှစ်တန်းဖြစ်သွားတယ်အစိမ်းရောင်လေးကကိုယ့်ရဲ့တကယ်သွေးဖြစ်ပြီးတော့အဖြူရောင်လေးရဆိုလို့ရှိရင်တော့ crystal energy ဖြစ်တယ်ဒါပေမဲ့တခုသိတာသိရင်က Farin ရဲ့ AB ကိုဝမ်းမယ်ဆိုလို့ရှိရင်တော့ဒီကောင်ကသေသွားမှာဖြစ်တယ် Farin ရဲ့ crystal energy တွေက limit ရှိတယ်ဒီကောင်က9စက္ကန့်တွင်ကိုကဘာတိုင်းမှမပေးဆိုလို့ရှိရင်အဲ့ crystal energy တွေကတဖြည်းဖြည်းချင်းရောကြလာလိမ့်မယ်အဲ့ရောကြတာကိုတားကျင်နေဆိုလို့ရှိရင် hero ဒါမှမဟုတ် jungle crew ကိုက skill တစ်ခုသွားတုံးလိုက်အဲ့ရလို့ရှိရင်သွေးပြန်တက်ပြီးတော့ကိုက crystal energy ကို9စက္ကန့်တိတိပြန်ပြီးထိန်းနိုင်နိုင်မယ် Farin ရဲ့နောက်ထပ် passive တစ်ခုကဒီကောင်က skill တွေကို enemy တွေ jungle crew တွေပေါ်သုံးမယ်ဆိုလို့ရှိရင်သူက stat လေးရတယ်ဒီမှာဆိုလို့ချင်းကိုမို point လို့လည်းခေါ်လို့ရတယ်အဲ့ကိုမို point လေးတစ်ခုချင်းစီရတယ်ဒါပေမဲ့9စက္ကန့်နေလို့ तू ကဘာ skill မှမသုံးတော့ဆိုလို့ရှိရင်အဲ့ကိုမို point လေးတွေကတစ်ခုချင်းစီရောကြသွားလိမ့်မယ်ဒီကောင်ရဲ့ skill တွေကို lane minion ပေါ်သွားပြီးသုံးမယ်ဆိုလို့ရှိရင်တော့အဲ့ကိုမို point တွေကရမှာမဟုတ်ဘူး jungle creep ပေါ်သုံးမှာပဲဒီကောင်ရဲ့ကိုမို point တွေကရလိမ့်မယ် Farin မှာက crystal energy ရှိနေမယ်ဆိုလို့ရှိရင် तू ပေးလိုက်တဲ့ damage 20% ကိုလိုက်ပြီးတော့ဒီကောင်ရဲ့ crystal energy တွေကိုသူ့ရဲ့တကယ် AP ဖြစ်နေပြန်ပြောင်းပေးတယ် hero တွေနဲ့ jungle creep ကိုပေးတဲ့ damage 20% ကို AP ဖြစ်နေပြန်ပြောင်းပေးရဆိုပေမဲ့ lane minion ဆိုလို့ရှိရင်တော့ 10% ပဲ तू က AP ပြန်ပြောင်းပေးမှာဖြစ်ပါတယ် Farin ရဲ့ skill 1ကသူသတ်မှတ်ထားတဲ့နေရာကိုသူ့ရဲ့ဓာတ်နဲ့လှမ်းထုတ်လိုက်မှဖြစ်တယ်အဲ့ထိုးတဲ့ဒိုင်းမရလဲ Farin AB များနိုင်များလာလို့အတားကြီးကိုထွက်လာလိမ့်မယ်ပြီးတော့လေထိုးခါလိုက်တဲ့ enemy က slow fat 30% ကို2စက္ကန့်ကြာခံစားမှာဖြစ်တယ် skill နဲ့ထိုးပြီးလို့ရှိရင်လည်းသူ့နောက်ချမဲ့ basic တက်ရဲ့ attack range ကဆိုလို့တော်တော်လေးကျယ်အောင်ဖြစ်ပြီးတုံးလိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ဓာတ်နဲ့လှမ်းရိုက်လိုက်မှာဖြစ်တယ်လှမ်းရိုက်လိုက်တဲ့ damage ကပထမတစ်ချက်လောက်တော့ damage ထွက်မှာတော့မဟုတ်ဘူးဒီ skill 1ရဲ့ damage ကလိမ့်မနေရမှာဆိုလို့ရှိရင်ပုံမှန်2ဆပိုပြီးထွက်တယ် Farin ရဲ့ skill 2ကသူသတ်မှတ်ထားတဲ့နေရာကိုသွားပြီးဓာတ်လိုက်တယ် enemy ရဲ့ထိမဲ့ဆိုလို့ရှိရင်တန်းပြီးရက်သွားလိမ့်မယ် skill 2သုံးပြီးလို့ရှိရင်သူ့ရဲ့နောက်ချမဲ့ basic တက်က A1 fast 0.3 second ဖြစ်တယ် skill 2နဲ့တိုင်းပြီးရဲ့ကောင်ကလမ်းလျှောက်နေတဲ့ကောင်သွားနေတဲ့ကောင်ဆိုလို့ရှိရင်အကောင်ခဏတာ stand ဖြစ်သွားစေလိမ့်မယ် Farin skill 2ကဘယ်လောက်ပဲရှင်းနေပါစေ enemy နဲ့ထိမဲ့ဆိုလို့ရှိရင်ထိရဲ့ကောင်နောက်ပဲချက်သွားတယ် skill 2နဲ့ enemy marksman တွေမေ့နေတာပြေးကချိန်မဲ့ fighter တွေတက်နေခံနေဆိုလို့ရှိရင်တော့သူတို့ကိုကွေပြီးတော့ skill 2နဲ့ပြေးကတာပို့ပြီးတော့ဆင်ပြေလိမ့်မယ် hero မမဟုတ်ဘူး jungle creep ဆိုလို့ရှိရင်အဲ့လိုပဲ skill 2နဲ့ထိမဲ့နားမှာပဲရက်သွားတယ်အဲ့တော့ဟိုဘက်က enemy ကိုသွားပြီးတိုက်ချင်တယ်ဆိုလို့ရှိရင် jungle creep ကိုရှောင်ပြီးတော့သွားတိုက်တာပိုကောင်းတယ် skill 1နဲ့ skill 2သုံးတဲ့အခါမှာ bro တွေနဲ့သတိထားစရာတစ်ခုရှိတယ် skill 1သုံးမယ်ဆိုလို့ရှိရင်လည်းနောက်ချမဲ့ basic တက်ကတစ်ခုထူးခြားတာတစ်ခုပါတယ် skill 2သုံးမယ်ဆိုလို့ရှိရင်လည်းနောက်ချမဲ့ basic တက်ကထူးခြားတာတစ်ခုပါတယ် skill 1နဲ့ skill 2ကိုထူးခြားတဲ့ basic တက်တွေမချတော့ဘဲနဲ့ဒီပိုင်းနဲ့သုံးမယ်ဆိုလို့ရှိရင်နောက်ဆုံးသုံးခဲ့တဲ့ basic တက် effect ကိုပဲကိုကရမှာဖြစ်တယ် skill 1 2သုံးတာဆိုလို့ရှိရင်တော့ skill 2ကနောက်ဆုံးသုံးတာဆိုတော့ဒီကောင်ရဲ့ဟာက A1 effect ဖြစ်လိမ့်မယ် skill 2 1ဆိုလို့ရှိရင်တော့နောက်ဆုံးက skill 1ဖြစ်တာဆိုတော့ဒီကောင်ရဲ့ attack range ကကျယ်သွားလိမ့်မယ်Farin မှာက RDB နှစ်ကွက်ပါတယ်ပထမတစ်ကွက်ကိုသုံးနေတယ်ဆိုလို့ရှိရင်တော့ combo point တစ်ခုလိုတယ် combo point တစ်ခုရပါမယ်ဆိုလို့ရှိရင်အဲ့ RDB ပထမတစ်ဆင့်ကပွင့်သွားလိမ့်မယ်အဲ့ဒါကိုသုံးလိုက်မယ်ဆိုလို့ရှိရင်သူ့ area ထဲမှာရှိတဲ့ကောင်တွေမှန်သမျှတောင်းဖြစ်သွားပြီးတော့ကိုယ်လာချလိုက်မယ်တောင်းဖြစ်တဲ့ဆိုတော့က Valerie ရဲ့ဟာနဲ့တူတူပဲ RDB ပထမဆင့်တောင်းအောင်သုံးလိုက်မယ်ဆိုလို့ရှိရင် skill 1 skill 2ရဲ့ကူးတောင်းကို 75% ရှော့ချပေးတယ်အဲ့တော့1 second လောက်ပဲကျန်တော့မယ်ပြီးတော့သူတောင်းလိုက်တဲ့ဟာက enemy တွေ jungle creep ဖြစ်နေမယ်ဆိုလို့ရှိရင်25 physical defense နဲ့25 magic defense တို့ကို3 second ရရမှာဖြစ်ပါတယ်ဒါပေမဲ့ lane minion ကိုတောင်းမယ်ဆိုလို့ရှိရင်တော့ဘာ defense မှရမှာမဟုတ်ပါဘူး Farin ရဲ့ ultimate ဒုတိယဆင့် advisor ဘောကဆိုလို့ရှိရင်3ညဆိုလို့ရှိရင်တော့ combo point 3 point ထိကိုလိုတယ် combo point 3 point ပြည့်သွားဆိုလို့ရှိရင်ဒီကောင်ရဲ့ ultimate ဒုတိယဆင့်ဖြစ်တဲ့ advisor ဘောကဆိုလို့ရှိရင်3လုံးရောက်သွားလိမ့်မယ် advisor ဘောကိုသုံးလိုက်မယ်ဆိုလို့ရှိရင် function area ထဲမှာရှိတဲ့ enemy ကုန်လုံး damage ပေးတယ်ဒါပေမဲ့လေကောင်မှာရှိတဲ့ကောင်ဆိုလို့ရှိရင်တော့ damage က 175% လောက်ထိကိုထိနိုင်တယ် ultimate damage ကဒီလောက်ဖဲလို့မထင်နဲ့ဒီကောင်က crystal energy တွေများလာမယ်ဆိုလို့ရှိရင်အဲ့ crystal energy တွေရဲ့ percent တွေကိုလိုက်ပြီးတော့ဒီကောင်က damage တိုးပေးတယ်အများဆုံးက4000ပတ်ချလေလောက်ထိကိုထွက်နိုင်တယ်ဒီတော့တော်ယုံ maximum တော်ယုံမေးဆိုလို့ရှိရင် advisor ဝက်တစ်ချက်တည်းနဲ့ပျောက်သွားကြတယ်လမ်းလျှောက်နေတဲ့ကောင်ရွေးနေတဲ့ကောင်ဆိုလို့ရှိရင် advisor ဝက်ရဲ့အလေကောင်တက်ထိဖို့ဆိုတာနည်းနည်းခက်တယ်အဲ့တော့ဒီကောင်ရဲ့ skill နဲ့ပေါင်းပြီးသုံးမယ်ဆိုလို့ရှိရင်တော့လွယ်နိုင်တယ်ပထမဆုံးတစ်ခုက ultimate ပထမဆင့်ဖြစ်တယ်တောင်းနဲ့တွဲပြီးသုံးတာ
တောင်းလိုက်တောင်းပြီးလို့ရှိရင်အာဒီမင်းနဲ့ပြန်ကနေရိုက်ချလိုက်ဒါကအလွယ်ဆုံးရိုက်နီးကိုမို့ပဲဒါပေမဲ့တောင်းတဲ့ဟာကကူလောင်းနေကြတာဆိုတော့ကျွန်တော်အနေနဲ့ schedule နဲ့တွဲပြီးရိုက်လို့ရသေးတယ် schedule နဲ့ပြေးပြီးတိုင်းပြီး airborne တင်ပြီးအာဒီမင်းနဲ့ပြန်ကနေရိုက်ချတာအဲ့ကွက်ကလည်းတော်တော်မိုက်တယ်ဗတယ်ဆိုင်တဲ့အခါမှာကိုနီရှင်ပေါ်မူတည်ပြီးတော့ကိုယ့်ဟာကို scale ကြိုက်တယ်လို့သုံးလို့ရရဆိုပေမဲ့လင်္ကာကင်းမှာဆိုလို့ရှိရင် scale သုံးတဲ့အခါမှာကိုမိုးကမတားရေးကြည့်တယ် scale နဲ့ရင်ဆုံးပြေးပြီးတိုက်ရတယ်ဆိုပေမဲ့အခုလိုမျိုးတူနေဆိုလို့ရှိရင် enemy ကကိုယ့်မီမီ flick ကနေပြေးပြီးထွက်သွားနိုင်တယ်ဒီတော့ကိုယ့်အနေနဲ့ scale တိုက်မယ်ဆိုလို့ရှိရင် quality ဖြစ်အောင်တိုက်ဖို့လိုအပ်တယ်အဲ့တော့ scale နဲ့တိုက်ပြီး stand ပြီးရင် airborne တင် scale နဲ့ထိုးပြီး slow fast ပေးပြီးရင် down ပြီးရင် scale 1 scale 2ကိုပြန်သုံးပြီးရင် RDM နဲ့ပြန်ငှက်ရိုက်ချလိုက် RDM နဲ့ရိုက်တဲ့အခါမှာကျွန်တော်ပြောလို့အစောရိုက်စရာမလိုဘူးကွာဒါကကျွန်တော်က combo ပြတာမလို့အစောရိုက်ပြထားတာတကယ်ကကိုယ့်အောင်သွေးရော့နေမှာရိုက်တာပို့ပြီးတော့ damage ပို့ထွက်တယ်Iron နဲ့ Amlan ကိုဆက်ပြီးပြောမယ်ဆိုလို့ရှိရင် Iron နဲ့ Amlan က Factoring Deck က Eye Revision ယူတယ်ပြီးလို့ရှိရင်ဖနက်က Toss Blue ကိုရွေးတယ် Toss Blue ကပါတဲ့ Resilient ကတော်တော်လေးကို Factoring Deck ကအဆင်ပြေတယ်ပြီးလို့ရှိရင် Blue ဖို့သွားတယ် Blue မှာလည်း Resilient ပါတာဆိုတော့ဒီကောင်တော့ကပို့ပြီးအဆင်ပြေတယ်ဒီနေရာမှာတစ်ခုပြောချင်တာက Blue တို့က Fighter တွေတက်နေကြိုင်းထားပြီး Item ကိုဘယ်တော့မှပုံနေမသွားနဲ့ကွာဒီလားဟိုဘက်က Hero ပေါ်မူတည်ပြီးကိုယ့်ရဲ့ Item တွေကိုပြောင်းလဲလို့ဒီကောင်တော့ရေးကြီးတာက Blue 4နဲ့ Toss Blue ပဲအဲ့နှစ်ခုပဲရေးကြီးတယ်ကျန်တဲ့ဟာကဟိုဘက်က Hero ပေါ်မူတည်ပြီးကိုယ့်အကိုရွေးချယ်တင်တာရွေးချယ်ဖြုတ်တင်တာဖြုတ်မဆက်တင်တာမဆက်နဲ့ဆက်တင်တာဆက်အဲ့လိုမျိုးဆက်လာပြီးဆိုလို့ရှိရင်နောက်ဆုံးမှာ Bro အနေနဲ့ damage ပါညာထည့်ရင်လည်းဆိုလို့ရှိရင်ဝါကြီးပါညာနောက်ဆုံးအိုင်နဲ့နဲ့သွားလိုက်လို့ရတယ်ကိစ္စမရှိဘူးအမလန်ဆက်မှာဆိုလို့ရှိရင်လည်း support အမလန်ကိုအရင်ဆုံးယူရဲ support အမလန်မှာပါတဲ့ healing fat တွေ cooldown reduction တန်းပါစာနေရ Factoring Deck ကတော်တော်လေးကိုလုံးဖြစ်တယ်ပြီးရင် attribute တော့ Bro အနေနဲ့ vitality ကိုယူဖို့ကျွန်တော်ကြံပေးခြင်းနဲ့ဒါမှမဟုတ် inspire ယူပြီးတော့ cooldown reduction ရှော့ရခြင်းနဲ့ဆိုလို့ရှိရင်လည်းရသေးတယ် minor talent တော့ကျွန်တော်တို့ Factoring ကို jungle အနေနဲ့ဆော့မှာဆိုတော့ CVN နဲ့ဆော့ဖို့ပဲပို့ပြီးတော့အသင့်တော်ဆုံးပဲကျန်တဲ့ဟာတွေအသိမကောင်း major talent ကတော့ brace mate ကတော့ကျွန်တော်တို့ EAB တော့ကတော့ကောင်းတယ်ဒါပေမဲ့ jungle အတွက်ဆိုလို့ရှိရင်တော့ impure နဲ့ပဲဆော့အဲ့ဒါပို့ပြီးတော့ famine speed မြင်သလို damage လည်းပို့ထွက်တယ်ပွဲစားပြီးဆိုတော့ Factoring scale 1နဲ့စပြီးထွက်မယ်ပြီးလို့ရှိရင် golden rotation လဲမှာဆိုတော့ကျွန်တော်အနေနဲ့က blue ဘက်ကစပြီးတော့ဆက်ထားမယ်Roma လည်းဒီပွဲမှာဆိုလို့ရှိရင်တက်မဟုတ်ပဲနဲ့ Angela ဖြစ်တယ် Angela လည်းကိစ္စတော့မရှိဘူးကွာ Factoring ကို boost လုပ်ပေးမယ်ဆိုလို့ရှိရင်တော့ Factoring ကပုံမှန်တက်ပို့ပြီးမာပြီးကျန်းနိုင်တယ်ဟိုဘက်က Roma ကျတော့ Sivana ပြီးရင် Hyper ကရင်အခုလိုမျိုး Factoring ကပြီးဟိုဘက်က early damage အရန်ကိတ်တဲ့ကောင်တွေဥမာရင်တွေ Sivana တွေ ODD တွေပါတယ်ဆိုလို့ရှိရင် Bro တွေနဲ့က Iron တစ်ခုကိုပြီးအောင်မသွားဘဲနဲ့ Iron တိုးဆိုင်သွားတာပုံမှန်တက်ပို့ပြီးမာလိုက်မယ်တကယ်လို့ကိုဘက်က Roma က Spare စားပေးနိုင်တဲ့တက်တဲ့ကောင်ဆိုလို့ရှိရင်တော့ကိုအနေနဲ့ Iron တစ်ခုကိုပြီးအောင်သွားလို့ရတယ်ကွာဥမာ Brute Force ဖြစ်ဖြစ်ဒါမှမဟုတ် Radiant Armor ဖြစ်ဖြစ်ဒါမှမဟုတ် Athena ဖြစ်ဖြစ်အဲ့လိုမျိုး Iron တစ်ခုကိုပြီးအောင်သွားလိုက်လို့ရတယ်အခုကကျွန်တော်ပဲစပယ်စားပေးရမှာဖြစ်တယ်လို့ကျွန်တော်ပဲစပယ်တောင်းပေးရမှာဖြစ်တာကြောင့်မလို့ကျွန်တော်အနေနဲ့ Iron တိုးစားရေးသွားလိုက်တာဒီဘွဲမှာ Factoring ကကျွန်တော်အနေနဲ့ Impure နဲ့ထွက်ရမှာဆိုပေမဲ့ Bracemate ကြီးနဲ့ကျွန်တော်မှားထွက်လာမိတယ်အဲ့တော့ကျွန်တော်အနေနဲ့က Jungle စားရတာမတားကြတယ်ကွာ Bracemate နဲ့က EAB ဆိုရင်တော့မတားကောင်းတယ် Jungle အတွက်ဆိုလို့ရှိရင်တော့ Impure ကပို့ပြီးတော့ကောင်းတယ် Jungle Famine ပို့ပြီးမြန်တယ် Gobi တော့ကလည်းအပေါ်လေးမှာပေါ်လာဆိုတော့ကျွန်တော်လည်း Retreat သွားပြီးမပေါက်ချင်တာကြောင့်မလို့ဒီ Rebel ကိုပဲကျွန်တော် Retreat ပေါက်ပြီးစားလိုက်တော့တယ် Bro နဲ့က Factoring ကိုင်မယ်ဆိုလို့ရှိရင် Counter Hero တချို့တော့ရှိအောင်ဥမာ Flar တွေ Kimi တွေ Basha တွေကွာအဲ့ကောင်တွေဆိုလို့ကျွန်တော်ဘယ်လိုကြောက်ရတယ်ပြီးတော့ true damage တွေမတားကိတ်တဲ့ carry တွေ alpha တွေအဲ့လိုကောင်တွေဆိုတော့ကြောက်ရတယ်ဒီလိုမပွင့်တဲ့ meta jungle ဖြစ်တဲ့ join တွေ extension တွေ lancelot တွေဆိုလို့ရှင်တော့ Factoring က AC light ပြီးတော့ပြန်ချလို့ရတယ် Factoring ကတယောက်တည်းဆိုလို့ရှင်ဘတ်စားတာမတားကြတယ်ကွာသိလားပြီးတော့ကျွန်တော် bracement နဲ့ထွက်လာဆိုတော့ပိုးလို့တောင်ဆိုသည် Factoring ကိုဒါတော့မှအရင်ပတ်နှုတ်တော့လားမသိဘူးကွာ jungle speed ကိုတိုးအောင်လို့ဆိုပြီးတော့အဲ့ minion ထွက်မဲ့ damage ကိုတော်တော်လေးတိုးပေးထားတာတွေ့ရတယ်ဒါပေမဲ့လည်းတိတ်တော့မသိတော့ဘူး level 4လေးရတယ်ကဲစပြီးခံရမယ်ဗျာအောက်ကနှက်ပြီးလေးဒီမှာ clean လေးကိုတွားပြီးတော့ကြည့်ပေးလိုက်မယ်အပေါ်လေးမှာလည်းညစတင်ပြီးတော့ကင်းရဖို့လှုပ်ရှားနေပြီငါလည်းလှုပ်ရှားမှရမယ်ဆို vision တစ်ချက်ကြည့်လိုက်တာ Savannah ထွက်လာ Savannah ထွက်လာကျွန်တော်ဒီ crowd လေးကိုစားလိုက်တယ် okay နှက်ပြီးတော့ဟိုမှာသွေးရော့နေအဲ့တော့နည်းနည်းလေးသွားထိုက်ပြီးတော့နည်းနည်းတောင့်ကြည့်လိုက်မယ်ရော့အဲ့မှာမရဘူးခဟန်နပြိုတက်တာတကယ်ဆိုမတအားခက်တယ်ကွာတိလားဘာလို့လဲမသိဘူးအဲ့ scale 1အရှိတွေရော edit တွေရောပြီးရင်အဲ့ဒါ rogo ထွက်လို့ရှိရင် rogo ကအရှိတွေပါထပ်ပေါင်းမှာအဲ့တော့ ODD လို့သွားပြီးသွေးချော်မယ်လားဒီမှာဆိုရင် Sicilian ရဲ့ scale 2ကိုကောင်းမှဆိုတော့ကျွန်တော်အဲ့ကောင်ပဲပြေးပြီးတိုက်လိုက်တယ်ပြီးရင်တောက်ပြီးရင် scale 1နဲ့ထိုးတက်ကိုဆောင်းလာနေရမှာ scale နဲ့တိုက်တာလွဲလို့ရှိရင် ODD ကအဲ့ဒါ flick ကခုံးပြီးလွတ်တော့မှာဒါပေမဲ့ scale နဲ့တိုက်ပြီး stand လိုက်တယ်ပြီးတော့တောင်းလိုက်တယ်ဆိုတော့အကောင်အနေနဲ့ flick ကမထွက်ဘဲနဲ့ disable မတားမိသွား factor တွေကလည်းတိတ်မမှားဘူးဆိုတော့ကျွန်တော်အနေနဲ့ brighter 1နဲ့ refree နဲ့ပေါင်းပြီးပေါက်လိုက်တော့မယ်ရော့ brighter 1ဖြောင်းအမချက်ပဲအားလီမှာ brighter 1 damage ကဘေး damage 600ကျော်တော့ရှိရဆိုတော့ refree နဲ့ပေါင်းလိုက်လို့ရှိရင်တော့တော်တော်လေးများရပါမှာနာပဲဒီမှာဆိုလို့ရှိရင်ဘယ်သူခေါ်မှာတော့ငါခေါ်တာဟာရင်ကတောက်ကျိုးနေငါသားရင်ထွက်သွားတော့ Sicilian ခေါ်မိုက်ထင်တာဘယ်ဟုတ်မလို့ drone သာဟိုဘက်လှည့်ပြီးငါခေါ်တာအောက်လင်းလေးကိုခမ်းမယ်ဆိုပြီးအောက်လင်းလေးကိုလာတဲ့ချိန်မှာ jungle calculation ရဆိုတော့ဒီနာ jungle calculation ကို parcel လေးဆွဲနေတာခဏနေအောက်လင်းပြီးရင်ခမ်းမယ်ဟိုဘက်ကျုံးထဲမှာ ODD ကပုံဝင်ရပြအင်ဂျင်လာဝင်လာတော့ schedule နဲ့ချုပ်ပြီးအဲ့ဒါ RD လဲကျွန်တော်လည်း schedule နဲ့ airborne ပြန်နေပေးပြီးတောင်းထားလိုက်တယ် Factoring schedule တိုက်ပြီးတော့ airborne တင်တဲ့ဟာကတော်တော်များများ scale ဆိုလို့ရင်ပြတ်တယ်ကွာဒီနားမှာကိုတကောင်နဲ့ရှေ့ထင်ပြီးကိုက KR ဆိုပြီးပြောနေတာတကယ် air တွေကလာပြီး KS ဆိုတာဒီပွဲညံလာကသူများအင်ဂျင်လာနဲ့ရှင်လို့ရှင်သူကစက်ညစ်ဘက် play sign နဲ့ဆော့တာဘယ်လိုလဲဆိုလို့ရှင်သူများအင်ဂျင်လာတွေကမတ်ပြောက်နေတဲ့ ultimate ကို right တိုင်းမှန်ပူးပေးတယ်ဟုတ်တယ်မလားဒါပေမဲ့ဒီပွဲညံလာမဟုတ်ဘူးသူ့ကိုကျုံးမဲ့ရင်းနေ Savannah တွေ ODD တွေမင်းစစ်သားတွေပါရနော်
ဒါပေမဲ့သူကလိမ့်မော်ပဲနေတယ်ချေချေလာကောင်းမှုအကြောင်းပြုပြီးကျွန်တော်တေးပြီးတော့ rubber ပြန်စားနေတယ်အောက်လင်းကိုကြည့်လိုက်တော့လေကြိုးကဲမရဲအောင်နေမြင်နေရပြီ Odati က flicker နဲ့မှကောက်လှည့်နေတာရောင်ကြီးပြီးတော့လေအပေါ်လိမ့်မှာ CC နဲ့ Angela okay ကျွန်တော်ရဲ့ရှင်းနှစ်တာခင်ဆောက်လာတဲ့တန်တွေ့ကြုံစဉ်းစားလိုက်မယ်ဆိုအောက်လင်းကတိတ်မကြခင်မှာတေရောမအေးအောင်တွေ့လို့ကျွန်တော်အောက်လင်းကိုသွားပြီးတော့ပြေးကူပေးရတော့မယ်ခြုံထဲဝင်သွားတယ်အာယုံမပေါ်ဘူးအဲ့တော့ဒီထဲမှာဘယ်သူရှိလဲ Odati မဟုတ်ဘူးကစေဘာနိုင်အဲ့တော့တောင်းလိုက်တယ် Odati ဟိုဘက်ကထွက်လာတယ်ပြောင်းနဲ့ရိုက်ချလိုက်တယ်စေဘာနာတေသွားတယ်အဲ့မှာဒီနေရာမှာ Hanabi မရှိရင် Odati ကတေလောက်တယ်ဒီမှာ Hanabi က free hit တွေထိုင်လို့ကျွန်တော်ကတေရပြီအဲ့ဒါ Airy ကိုရင်ခေါ်သွားဆိုတော့ Airy လည်းတေသွားပါပြီအပေါ်လိမ့်မှာနှစ်ကောင်အလယ်လိမ့်မှာတစ်ကောင်Okay လို့စဉ်းပြေးတယ်တေပြီးလို့ပြန်ထွက်လိုက်ဆိုတော့ကဲစကန်တက်တယ်လေးကိုစောင့်ပြီးခေါ်မယ်ကွာကိုကောင်နေမတေးကြနဲ့ fighting ကိုကောင်နေမတေးကြနဲ့ဆိုမှလိန်ထွက်ရှင်းနေ Angela တော့ Savannah Hardy flicker မိပြီးတေးသွားပြီအဲ့တော့ Hanabi လေးကြုံတာရော့အမှာ skill နဲ့တိုက်တုံးလိုက်ရော့ကွာအဲ့မှာCCE မြူးတယ်လက်ခွန်းအကောင်ဟာကြီးကယုံကိုကောင်းတယ်လို့တကယ်ယုံကိုကောင်းတယ်လိန်ထိန်လို့ရှိရင်လည်းအကောင်ညမထိန်ချင်ဘူး Odati ကနောက်မှဘဲကလေးကတော့ Odati အလေးလေးကိုဖြတ်ပေးလိုက်တယ်ပြီးရင်ရင်ပေါ်လာမှတော့ရင်ဖြန်းနဲ့ရိုက်မယ်ဒါပေမဲ့ရင်က skill နဲ့ရှောင်သွားတာအဲ့တော့ကိုပြန်တေးသွားတယ်ကဲဒီတစ်ခါတော့စကန်နာတွေကိုခေါ်ရပြီစကန်နာတွေ AC ခေါ်အောင်လာဗတ်တယ်မဆိုင်တော့ဟိုကောင်လေးတေးရင်တေးကိုကောင်လေးမတေးသေးနဲ့ Odati မြန်မာလေးဝင်လာရော့အဲ့မှာဖြတ်ပေးလိုက်ပြီစေဘာနာလာအမ slow fat ပေးတိုင်းလွဲသွားတဲ့အချိန်နောက်ကိုကြည့်လိုက်တော့နောက်မှာရင်ဆိုတော့ okay ရင်ုံသွားပြီးတောင်းမယ်ရော့အဲ့မှာတောင်းထားတယ်အဲဝန်းတင်ပေးရင်ရော့အဲ့မှာမသေးဘူးလားဟာမသေးဘူးတဲ့ကြီးလို့ကြီးအဲ့ဒါနဲ့ကျွန်တော်အနေနဲ့ဒီမှာမင်းစစ်သားနဲ့စေဘာနောက်ကထိမ့်မိထားတယ်ထိမ့်မိတဲ့အချိန်မှာကိုကောင်ကြီးကအဲ့မှာ Hanabi နဲ့ရင်နောက်ကိုလိုက်လေဘာလို့ငန်းနောက်ကျလိုက်ချလာရတယ်လိုက်ချလာတော့ဟိုမှာကလင်တကောင်လေးဖြစ်ပြီးရှော့အဲ့မှာဖြောင်းနဲ့ရိုက်ချမင်းစစ်သားလည်းမသိဘူးနာနာရှိရဲ့စေဘာနောက်တောင်းတယ်မမိဘူးရတယ် okay ကြည်သူပဲအော်လင်းမှာလည်း Hanabi ကတကောင်လေးဆို Hanabi မှာရှိရဲ့ spell တွေတွတ်တောင်းမယ်ကွာအကြည့်ရလဲနဲလားဟုတ်တယ်မလားခြုံထဲမှာလူရှိလာသိကျင်လို့ scale နဲ့ထိုးလိုက်တယ်ခရီးကိုဘက်လာတော့မရှိဘူး okay အဲ့တော့ Hanabi ကိုကြောရှိတယ်ဟိုတတီကအမြင်နဲ့ခြုံထဲမှာငိုးမှ already ရော့ဖြောင်းအဲ့မှာဒီနေရာမှာကျွန်တော်နေပုံမှန်ဆိုရင်သေသွားရွာဘေးနားမှာခရီးရှိနေတာဆိုတော့ jungle ခရီးသေသွားဆိုတော့ကျွန်တော်သွေးတက်ပြီးမသေတာဗတ်တယ်မဆိုင်ချင်းလို့ပတ်ပြင်းနေချိန်မှာရှေ့ကရင်ရဲတွေ့ပြီးရင်ရဲ RD domain နဲ့ကိုရောက်သွားတယ်ပြီးရင် scale 1နဲ့သွေးပြန်တက်ပြီးရင်တောင်းနဲ့သွေးပြန်တက်ဒီမှာကွာဒီနေရာမှာ RD မရှိလို့ရှင်းရိုက်ချလိုက်ပြီကျွန်တော်နေနဲ့လုံးနေတာဘာမှမရှိတာဆိုတော့အပြင်ဘက်မှာတောင်းတစ်ချက်ပေးပြီးကျွန်တော်နေနဲ့ scale နဲ့ပြန်ပတ်ခဲ့လိုက်တယ်ဒါနောက်ဆုံးမဲ့တာကြီးလို့ဒါငါလုံးနေတာအကုန်ပဲငါပင်မန်းနေပြီဟိုဘက်ကလည်း၄កောင်လောက်တင်တော့ကျွန်တော်အနေနဲ့လော်လေးပဲသွားပြီးဖိုးချပေးလိုက်တော့မယ်ဘယ်သူကြမ်းတာရင်းလားမဟုတ်ဘူးရင်းမဟုတ်မင်းစစ်သားမဟုတ်ဘူးစေဘာနာကြမ်းတာတေဘာနာတော့မလာတော့ပေါ့အဲ့ကောင်သွေးစက်နဲ့ပြန်ဝိုက်တင်တယ်ရော့အဲ့မှာဖြောင်းမြန်မာစာမှာတွေးရတဲ့အကျင့်တစ်ခုကလောခေါ်လာလို့ရှိရင်လောနဲ့ဘယ်တော့မှမတက်ဘူးလောကို defend မဲ့ဆိုလေဟိုကောင်ကလောမ defend ဘာလို့လဲသိလားဗတ်တယ်ချတယ်ဗျာလောနဲ့တက်ချင်လို့လောခေါ်ထားလေလို့ကျွန်တော်မသိသေးဘူးကျွန်တော်ဘက်က3အောင်တေသွားပြီပြီးတော့ကလင်နဲ့တေသွားဆိုတော့ okay ဘာမှလုပ်စရာမရှိတော့စေဘာနာလည်းလဲတယ်ဗျာကျွန်တော်ရိုက်မှန်မသိတော့ကျွန်တော်တော့ကတ်ကူမကတ်ဘူးအဲ့လိုကြီးမစောကြပါနဲ့လို့ကိုဘက်ကလောခေါ်တိုင်းလော်လေးနဲ့ easy လေးတက်ယူရရှိရတာဝါလေးယူဟုတ်ပြီလားဟိုဘက်ကလောခေါ်တိုင်းလဲကိုယ့်ဘာကိုလော်လေး defend လိုက်ဘာမှရှောက်လို့မနေနဲ့ဗတဲဆိုင်လို့ရှုံးရင်အဲ့ဒါကိုတန်းရမှာဟိုကောင်တွေကဒီပွေးက airy carry မှာဆိုတော့ airy ပဲနဲ့ကြည့်ပြီးလဲတော့ဒီမှာနည်းနည်းဒိန်ချဖြစ်တဲ့ခြုံလေးသွားပြီးစစ်ပြီးလိုက်ရော့အဲ့မှာမိစစ်သားစီဘာနာလည်းလဲတယ်ဗျကလင်းနဲ့ကျွန်တော်နည်းနည်းကွာတော့ကလင်းနောက် flicker RD နဲ့ပြေးကြုံတာဒါပေမဲ့ကလင်းက purifier ရှိတော့မသေးပါဘူးအဲ့မှာရော့ဖြောင်းနဲ့ရိုက်ချဒါပေမဲ့ကွာငါရိတ်တာတွေကနှစ်ကောင်မမြူတစ်ကောင်နဲ့ကြီးပဲမင်း flicker ရဲ့လူတိုင်းမှာရှိနေကြတာဟုတ်လားကဲတတိယမြောက်လော်လေးကိုခေါ်ရပြီဗျအဲ့တော့ကျွန်တော် airy truck ကိုဒိန်ချဖြစ်တဲ့ခြုံလေးလိုက်ပြီးပြန်စစ်ပေးမယ်ဒီမှာဆိုရင် Hanabi ရှိရယ် Savannah ရှိအဲ့တော့ကျွန်တော်လုံးဝ vision စတိုက်ပြကိုဘက်က CC နဲ့ Angela နဲ့ဘယ်တော့မှလောနဲ့မတက်ဘူးသူတို့ကလုံးဝ site လေးမှာပဲနေကြတာနည်းနည်းထူးဆန်းတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ရှေ့တိုးပေးမဲ့ကျန်တော့လေ Hanabi ဒိုင်းမြန်ကြည့်အောင်ကျွန်တော်အနေနဲ့ဘာမှတော့မလုပ်ဘူးသွေးတစ်ဝက်လောက်ဖြာဆင်းသွားတာအဲ့မှာ Odati ဘာညာလှဲ့တယ်သူ့ကိုဖြတ်မယ်လို့တော့သူကဝင်တော့ခေါင်းနဲ့ခဲသွားတယ်သူကတော်တော်သေးကနေဖြစ်နေပြီ Sky Visa ပိုင်းကျွန်တော်သေနေပဲဒါဒီလိုနေပဲတတိယမြောက်လော်ရသေသွားပြီးတော့ဘာမှလည်းဖြစ်သွားသလိုဘာမှလည်းမရတော့ပါဘူးကဲတတိယလောကဘာမှမဖြစ်တော့အဲ့ဒါစတိုရာမြောက်လောကိုထပ်ပြီးစောင့်မယ်အမှခြုံထဲမှာကိုစီနေရာယူထားကြတယ်စေဘာနာကျွံလာပြီးအဲ့မှာ schedule နဲ့တိုက်ပြီးရင်တောက်ပြီးရင်အဲဘုံတင်ဒီစေးပေးကြားထဲမှာစေဘာနာနေနဲ့ဘာစပယ်မှမထွက်လိုက်ပဲနဲ့သူပဲတေသွားတယ်အော်လင်းမှလည်း Hanabi ဆိုတော့ကျွန်တော်အနေနဲ့ဝင်ပြီးတော့အကုန်လုံးဒိုက်ပြီးလို့ရတယ်ပေါ့ဘာလို့ဆိုတော့စပယ်ကုန်လုံးကျွန်တော်အနေနဲ့အကုန်စားပြီးလို့ရတယ် Hanabi ကိုပဲမခံနိုင်တာကျန်တဲ့ကောင်တွေအကုန်လုံးခံပြီးနိုင်တယ်အဲ့တော့ဒီမှာ Odati ကဝင်တော့ခေါင်းခဲပြီးလှဲ့တယ်တနေ့ကုန်ထိုင်လှဲ့နေမင်းက AC အော်လင်းမှာ Hanabi ကတာဝါချိုးဖို့ပြင်နေဆိုပေမဲ့ကျွန်တော်ဘက်က CC နဲ့ clean နဲ့ပြန်လာဆိုတော့ကျွန်တော်မပြန်တော့ဒီမှာရင်ုံတွေ့လို့ကျွန်တော်ရင်ုံသွားပြီးအာရုံနှောက်မယ်တောက်မယ်ပြီးရင်အဲဝန်းတင်မယ်ဒီဇေးရဲ့စတိုက်ပြီးမယ်ဟောသေးလားပြီးရင်တောက်တဲ့ scale ရှိနေတော့တောက်ပြီးတော့ RDM နဲ့ဘန်နဲ့ရိုက်ချတစ်ချက်နဲ့ short Civilian နဲ့ Hanabi ဆိုတော့ Civilian နိုင်မယ်ဆိုတော့ကျွန်တော်အဲ့ဒါနဲ့မပြန်တော့ဒီနာ creation ပဲရှင်းမဲ့ချိန်မှာမင်းစစ်သားကြည့်အောင်ပြေးမဲ့ချိန်မှာအဲ့ကောင် flick က RD ပါပြီးကျုံတာဒါပေမဲ့မပြေးဘူးငါတို့ကမြန်မာလိုချမှာဒါပေမဲ့သွေးမရှိတော့ခဏပြေးမယ်နေအောင်ခဏစောင့်ပြီးမှပြန်လာခဲ့မယ်အဲ့ဒါနဲ့ဒီနာဂျိုင်ခရီးသွားပြီးသွေးတောင်သွားလုပ်မယ် schedule တွေသွားမယ်တောင်နေတုံပြီးအမှသွေးတောင်လုပ်ပြီးရင်တော့အမှအဲ့ကောင်တောင်ပြီးပြန်လေးရိုက်ချပြန် Rider 1နဲ့ရိုက်ချတဲ့ဒိုင်းမြ4945တွေရှိတယ်ကွာဒါပေမဲ့မင်းစစ်သားဆိုမသေးပါဘူးတုံမတ်မန်မေးဆိုရင်တော့အဲ့ဒါတစ်ချက်တည်းနဲ့ပွဲသိမ်းမယ်
ဘရိုတို့ကိုတခုပြောချင်တာကကိုယ့်ဘက်က main damage dealer တွေကတည်နေသလိုရှင် law တွေတက်တယ်ကို skip လိုက်တာပို့ပြီးတော့ကောင်းတယ်ကွာအဲ့ကြလို့ရှင်ကိုယ့်ဘက်ကဆုံးရှုံးမှုကဘာမှသိမရှိဘူးကျွန်တော်က law ကိုပေးလိုက်တယ်ဆိုပေမဲ့ CC နဲ့အညာလာနဲ့က law မပေးတော့သူတို့တွေက2ယောက်တယောက်လိုပြန်နေသွားပဲဒါပုံမှန်ပါပဲဒီတော့ကျွန်တော်အနေနဲ့ online တက်လာတဲ့လိမ့်မီရင်ကိုရှင်းတယ်ပေါ့နော်လိမ့်မီရင်သာရှင်းတယ်ပြောပါလိမ့်မီရင်ကိုတန်းမြန်မတိုးဘူးအဲ့ကောင်နေမတားမာနေ23မိနစ်တဲ့ law ကြီးကဘေးနားလေးရောက်တော့ကျွန်တော်ဘက်ကကလင်ရော CC ရောလုံးဝ main damage dealer အကုန်လုံးထွက်လာပြီအဲ့တော့ကျွန်တော်အနေနဲ့ law ကြီး defend မယ်လုပ်မဲ့ချိန်မှာ Hanabi ရဲ့ bounce damage နဲ့ကြည့်အောင်သူကတော့ဘာမှမလုပ်ရသေးကိုင်းနေပြီတွေ့လားပြီးတော့လေခိုးဘက်ကရင်တော်တော်စားတတ်တဲ့ထဲမှာပါဗတဲမှာဆိုလို့ရှိရင်သူခေါ်ခြင်းနဲ့ကောင်လုံးဝပိုင်နေခေါ်တတ်တယ်ကွာဒီမှာဆိုရင် airy ပါသွားကျွန်တော်အနေနဲ့ scale နဲ့တိုက်ပြီးမမိလိုက်ဘူးကွာ airy ကိုမသေးတော့ထင်မယ်တကယ်ထွက်လာတော့ airy ကတေသွားတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ defend မဲ့ကောင်က CC ကလည်းတေနေတယ်ကလင်လည်းတေသွားတယ်အဲ့တော့ Cilian ကောင်နဲ့ပဲ defend ရမယ်ကျွန်တော်ရှိရ damage စားပေါ့အဲ့ဒါပဲရှိရောတယ်အလဲလေးကလိမ့်မီနေတော့ထဲထဲမုံရလို့ကျွန်တော်ဒီဘက်ကတားထားရဆိုရင်အောက်လေးကလိမ့်မီနေနေထဲထဲဝင်သွားကြပြီအဲ့တော့ဒီမှာ ODD လက်တာဆို ODD ကိုဖြတ်မယ် scale နဲ့ stand လို့ quality တိုက်တယ်ဆိုရင် timing နဲ့လွဲပါဆို ODD ကမ stand တော့ဒါပေမဲ့ tower damage နေတော့ခံလိုက်ရတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်း sky မြာ damage နဲ့ short သွားပါတယ်ပြန်ထွက်မဲ့ချိန်က68စက္ကန့်နဲ့အဲ့ဒါနဲ့ကျွန်တော်လည်းဒီထက်ပိုပြီးမောင်းလို့ Biden ပြောရမယ်ဆိုတော့ကျွန်တော်ရှောက်ကြည့်နေတဲ့အချိန်မှာအောက်လိမ့်မှာချနေကြပြီရင်ရသွေးစနဲ့ပြေးအမှစီဘာနာအုပ်ဒါပေမဲ့စီဘာနာပဲပြန်သေးခဏကြီးကဇာရောင်ရေး၄ယောက်တယောက်ရှိရနော်အဲ့ဒါဒါပေမဲ့သူကတက်ရောက်တယ်အဲ့တော့လာပြစ်တာအဲ့ဒါကလင်းရဲ့ဘိုးဘုံရဲ့ Civilian ရဲ့ Hacklo Impact ဘာညာမိပြီသူပြန်သေးသွားတယ်ဟိုဘက်ကဟနာဘီရောစီဘာနာအောင်သေးနေတယ်ကျွန်တော်ဘက်က9ယောက်လုံးကြံသေးရဆိုတော့ကျွန်တော်ဘက်က AC lock ခေါ်လို့ရဆိုကျွန်တော် lock ခေါ်တယ်ကျွန်တော်အနေနဲ့ lock ခေါ်ရမယ့်အချိန်မှာအင်ဂျလာကိုသွားပြီးရင်ရသွားတတ်တယ်ရင်ုံတွေ့တော့ကျွန်တော်အနေနဲ့ lock ကိုစမ်းသတ်တဲ့ဝဲနဲ့ရင်ုံသွားပြီးတက်မယ်ကြမယ်ဆိုပြီးအကုန်လုံးသွားပြီးဘက်ကဝိုင်းကြတယ်ရင်ကအင်ဂျလာကိုတက်နိုင်တယ်ဆိုရင်မှရင်ပြန်ထွက်လို့ရှိရင်သူ့ကိုဝိုင်းတက်မဲ့ကောင်နဲ့ဘေးနားမှာတပုံကြီးစောင့်တာအဲ့ဒါနဲ့ရင်လည်းပြန်သေးသွားရပေါ့ရင်လည်းသေးသွားရဆိုတော့ ODD ကဖတ်လိုက်တော့ဟုတ်တယ်မလားဒါပေမဲ့ ODD ကမပတ်ဘူးပြ Winter Crown ခဲပြီးလာလှဲ့အဲ့တော့သူ့ကိုပါတစ်ခါရဲဝိုင်းတက်လိုက်တယ်တောင်းနေပေးပြီးတော့ဒီမှာဆိုလို့ရှိရင်ဟိုဘက်က4ယောက်လောက်သေးနေပြီးတော့လေ7 minute minion ထွက်ဖို့ကလည်းတော်တော်လူရဆိုတော့ကျွန်တော်အနေနဲ့ tower ပဲသွားပြီးအံ့လိုက်တယ်ဘာလို့လဲ26နှစ်ထိဆော့တာလေဟုတ်တယ်မလားမရှုံးညင်တော့အဲ့တော့tower ပဲပြီးအံ့လိုက်တယ်ကဲအဲ့ဒါဆိုလို့ရှိရင်တော့ဒီနေ့ video တွေဒီလောက်ပါပဲနောက်တဲ့ video မှာထပ်ပြီးတော့တွေ့ကြပါမယ်နောက်ဆုံးမှာ event video ပါဆိုတော့ video အဆုံးနေကြည့်ပေးကြပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye bro နေနဲ့အခု Starlight ဝင်မယ်ဆိုလို့ရှိရင် Mobile Legends ရဲ့အသစ်ဆက်ကွာ scale icon အလန်းလေးတွေ visit အလန်းလေးတွေ joystick icon အလန်းလေးတွေကို bro နေနဲ့အသုံးရမှာဖြစ်ပါတယ် bro တို့က Starlight ဝင်လိုက်ပြီဆိုတာနဲ့အဲ့ရလေးကိုရမယ်ရလို့ရှိရင် bro က Starlight skin ကြိုက်တဲ့ skin ကို bro ဆော့ကွာအဲ့ရလို့ရှိရင် bro တို့ scale icon လေးတွေ visit icon လေးတွေနဲ့ joystick icon လေးတွေကအကြောင်းပြောင်းနေမှာကို bro နေနဲ့တွေ့ရမှာဖြစ်ပါတယ်ဇန်နဝါရီလရဲ့ Starlight skin ကတော့ Harley skin ပဲဖြစ်ပါတယ်အဲ့ skin ကတော်တော်လေးလည်းမိုက်တယ်ကျွန်တော်ဝင်လည်းကြိုက်တယ်ကွာအဲ့တော့ bro နေနဲ့ယူလို့ရတဲ့အထဲမှာပါတယ် Harley Starlight skin ရဲ့ effect တွေတော့ကျွန်တော်နောက်ဆုံးမှာပြပေးထားတဲ့ bro နေနဲ့ video ဆော့အောင်ကြည့်ကြပါI'm on my own, broken alone. I feel the rain crashing down. Welcome to the greatest night All show. around this empty town, I'm searching for the lost and found. But you don't care, you're unaware. Keep moving like the scars aren't even there. It's in the air, like a blazing flare. Just stare, 'cause the flames will burn us. I thought you were the one for me. That's why I gave you everything. Held you close by the stormy seas. Oh, you meant the world to me. Kiss your head when you cried for me. Hold your hand while the pain was over. Keep you warm by the roaring sea. You meant the world to me. Like shadows in the atmosphere, charting the stratosphere. Yeah, yeah. I prayed for you.